အားလုံးပဲမင်္ဂလာပါခွန် vlogs ကနေပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့ဗီဒီယိုလေးကတော့ဒီကြောက်ကလေးတပွင့်ရဲ့ပေါ့နော်ရောင်စေးကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ဒါကျွန်တော်တို့မနေ့တမြန်နေ့မှရောင်ထားတဲ့ကြောက်ကလေးပေါ့နော်အဲ့တော့အခုဗီဒီယိုကြည့်နေတဲ့သူတွေအနေနဲ့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ဘာတွေရမှာလဲဆိုရင်တော့ဒီလိုကြောက်စီကြောက်သားမျိုးဒီလိုဘာပေါ့ကာရက်ချိန်ပုံစံမျိုးဆိုရင်တော့ဈေးတန်းအနေနဲ့အခုချိန်လောက်ဆိုရင်ဘလောက်အနေထားမှရှိတယ်ဆိုတာကိုကျွန်တော်တို့သိနိုင်မှာပေါ့နော်ဆိုတော့ဒီကြောက်ကလေးကကျွန်တော်တို့ဒီအခုဗီဒီယိုထဲမှာမြင်ရတဲ့အတိုင်းဆိုရင်တော့ဒီအလေတက်တက်မှာကျွန်တော်တို့ရိတ်နေတဲ့ကြည်နေတဲ့နေရာလေးရှိတယ်ပေါ့နော်အဲ့တော့သူ့ရဲ့ဘေးမှာတွေကတော့အမြုပ်အဆန်လေးတွေပါနေတယ်အရှင်းနည်းနည်းလေးလိုတယ်ပေါ့နော်လုံးဝအလေတက်တက်မှာကျွန်တော်တို့ကြည်နေတဲ့နေရာလေးပဲတော်တော်အဆင်ပြေတော်တော်လှနေရပါတော့အဲ့လိုဖြစ်နေတဲ့အခါကျတော့ကျွန်တော်တို့လိုက်ပြီးတော့ရောင်းကြည့်တဲ့အခါကျတော့ဈေးတန်းအနေနဲ့ဆိုရင်တော့တသိန်းပတ်ချလေအဲ့ဒါလည်းနည်းနည်းပို့တယ်ပေါ့နော်အဲ့လောက်ကတော့ကျွန်တော်တို့ဈေးရောက်တဲ့အခါကျတော့ကျွန်တော်ဆက်တိုက်ရင်တိုင်းနဲ့တသိန်းခွဲရတော့ကျွန်တော်တို့အမြင့်ဆုံးဈေးရောက်တယ်ပေါ့နော်ဒါအခုတလောဈေးကွက်နည်းနည်းအေးတယ်ဆိုတဲ့အချိန်မှာအဲ့လောက်ဈေးရောက်တယ်ဆိုတော့မစိုးဘူးဆိုတော့ပိုင်ရှင်ကိုမေးကြည့်တယ်ပိုင်ရှင်ကလည်းသူ့ရဲ့တခြားအဆက်ပွင့်လေးတွေအကုန်လုံးရောင်းထားတယ်မင်္ဂလာလည်းဖြစ်ထားတယ်ဆိုတော့ဒါလေးကိုလည်းမင်္ဂလာဖြစ်အောင်ဆိုပြီးတော့သူကကျွန်တော်တို့ရောင်းပေးတယ်ပေါ့နော်ဆိုတော့ကြောက်ကတကယ်ဆိုရင်တော့တသိန်းခွဲကကျွန်တော်တို့တသိန်းခွဲဝန်းကျင်တွေကနည်းနည်းလောက်ထားမယ်ဆိုရင်လည်းအဲ့လောက်ကတော့ရောက်တယ်ပေါ့နော်အဲ့ထက်လည်းပိုတယ်ပေါ့နော်ဆိုတော့အခုလက်ရှိအနေထားရဆိုရင်တော့မစိုးတဲ့ဈေးထဲမှာပါတဲ့အခါကျတော့ပိုင်ရှင်ကလည်းမင်္ဂလာဖြစ်အောင်ဆိုပြီးတော့ရောင်းပေးတာပေါ့နော်ဆိုတော့ကြောက်ကကာရက်ချင်းအနေနဲ့ဆိုရင်တော့ကျွန်တော်တို့ဒီ3ကာရက်ဝန်းကျင်လောက်တော့ရှိတယ်ပေါ့နော်ဆိုတော့ကာရက်ကအဲ့လောက်ရှိမယ်ကြောက်စီကြောက်သားအနေနဲ့ဆိုရင်တော့ကြောက်စီကောင်းတယ်အမြုပ်ဆန်လေးတွေပါတယ်ပေါ့နော်ဆိုတော့မဆိုးပေါ့နော်သူ့ဈေးအနေနဲ့ဆိုရင်ဟိုဘက်ကဝယ်သွားတဲ့ကုန်တဲ့အနေနဲ့ဆိုရင်လည်းသူပြန်ရောင်းမဲ့သူ့အတွက်ကလည်းမင်္ဂလာဖြစ်မယ်ပေါ့နော်ဆိုတော့ဒီဘက်ကလည်းရောင်းတဲ့ကုန်တဲ့ကလည်းသူလည်းမင်္ဂလာဖြစ်လို့ရောင်းတာဆိုတော့နှစ်ဦးနှစ်ဖက်အဆင်ပြေတယ်ကျွန်တော်တို့လည်းကြားတဲ့ကနေပွဲခလေးရတယ်အဆင်ပြေတယ်ပေါ့နော်ဆိုတော့ဒါကတော့ဒီနေ့ဒီကြောက်ကလေးတစ်ပွင့်ကိုကျွန်တော်တို့တသိန်းခွဲနဲ့ရောင်းလိုက်တဲ့ဗီဒီယိုလေးဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးဘိုင်ဘိုင်ပါတတာပါ